အခုရပိုင်းကျွန်တော်တို့ TikTok မှာခဏခဏမြင်နေရတယ်ပေါ့ဒီလိုပုံလေးတွေကိုဘယ်လိုဖန်တီးလို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာမသိသေးတဲ့သူတွေအတွက်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပုံလေးတွေကိုဖန်တီးဖို့အတွက်အရင်ဆုံးကျွန်တော်တို့ဖုန်းထဲမှာပါတဲ့ Chrome လေးကိုတွားလိုက်ပါဗျ Chrome လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်နာမည်ရိုက်ရှာတဲ့နေရာမှာ ChatGPT လို့ရိုက်ရှာလိုက်ပါ ChatGPT လို့ရိုက်ရှာလိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေမြင်ရပါလိမ့်မယ်ဒါဆိုရင်အောက်ဆုံးမှာမြင်နေရတဲ့ ChatGPT ကိုဝင်လိုက်ပါမယ်မိတ်ဆွေကတကယ်လို့ Play Store ကနေပြီးတော့ ChatGPT လို့ရိုက်ရှာပြီး application ကို down သုံးလဲရပါတယ်เนาะဒီမှာတော့ကျွန်တော် Chrome ကနေစမ်းပြပေးထားပါတယ် ChatGPT တွေကိုဝင်လိုက်မယ် ChatGPT ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က account ကိုပေါ့เนาะကျွန်တော်တို့ Gmail account နဲ့ log in ဝင်ပေးရပါမယ် log in ဝင်ပြီးသွားပြီဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ရေမုံကျွန်တော်တို့ကဓာတ်ပုံတစ်ပုံရွေးရပါမယ်ခင်ဗျဒီမှာအပေါင်းခလုတ်လေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ Photo Library ဆိုတာလေးကိုနှိပ်ကျွန်တော်တို့ဖုန်းလေးကနေပြီးတော့ဓာတ်ပုံတစ်ပုံကိုရွေးလိုက်ပါဟုတ်ပြီကျွန်တော်ပုံလေးကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ပုံရဲ့အောက်မှာဒီလိုစာလေးကိုရေးလိုက်မယ်ပြီးလို့ရှိရင်ဒီဘက်မှာရှိနေတဲ့မြားလေးကိုနှိပ်ပြီးပို့လိုက်ပါကျွန်တော်တို့ပုံကတော့ချက်ချင်းတော့ထွက်လာတာမဟုတ်ဘူးဗျခဏလောက်တော့စောင့်ပေးဖို့လိုပါတယ်အနည်းဆုံး9မိနစ်10မိနစ်လောက်ပေါ့နော် line ကမကောင်းတာကြောင့်ပေါ့နော်ခဏလောက်တော့စောင့်ပေးဖို့လိုပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ပုံလေးရလာပြီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အခုလက်ရှိ TikTok မှာနည်းနည်းလေး trend ဖြစ်နေတဲ့ဒီလိုပုံလေးတွေကိုဘယ်လိုလုပ်ရလဲမသိတဲ့သူတွေတဲ့ဗီဒီယိုလေးနဲ့ရှင်းပြပေးထားတာဖြစ်ပါတယ်